ကျွန်တော်တို့တွေ့ရတဲ့အခက်အခဲကတော့အများကြီးပဲဆိုတော့ကျွန်တော် training လုံးမဲ့အပိုင်းတွေပေါ့ training လုံးမဲ့အပိုင်းတွေမှာဒီ4ယောက်တင်းနဲ့လည်းမရဘူးဖူစင်က4ယောက်တင်းနဲ့ကစားလို့မရကျွန်တော်တို့ဒီနီးတဲ့နေရာတွေကပေါ့ကျွန်တော်ဒါမျိုးနယ်မှာကျွန်တော်တို့မှာရှိတဲ့ဒီချိုးအောင်ဆိုဒီကျွန်တော်တို့ညောက်လာဒီအခြားအမျိုးနယ်တွေပေါ့ထားအောင်ပဲလို့ညရောက်ပဲလို့ကျွန်တော်တို့မှာအဲ့မှာရှိတဲ့ကလေးတွေကိုချင်းွေးတွေလာရဆိုင်ကျွန်တော်တို့ကရေချင်းတဲ့ကလေးတွေကြည့်ပြီးတော့သူတို့တွေနဲ့ပေါင်းပြီးတော့လေဒီတိုင်းလောက်ရလားဆိုတော့လေကျွန်တော်တို့အဲ့ဒီပိုင်းရှင်ကိုပြောတာပေါ့ဒီတိုင်းဆိုတော့စင်မပြေဘူးမင်းကလေးတွေကို training စီလေးတွေပါလေပေးမှတော့အဆင်ပြေပြီပေါ့နော်နောက်ဆုံးပွဲကန်ရင်တော့ပွဲကန်ဝစ်စုံတွေပြီးရင်ပွဲကန်နဲ့ပါတဲ့လာတဲ့ဟာတွေပြီးရင်ဘောကန်ဖက်နှက်တွေပေါ့အဲ့လားတွေကတော့ဖူဆယ်ဖက်နှက်ပေါ့အဲ့လားတွေကတော့မျိုးစုံပေါ့ကျွန်တော်တို့တိုင်ပြီးတော့လောက်ရတာပေါ့သူလည်းအဲ့ချိန်မှာဆိုတော့သူလည်းရန်ဝါသနာပါတော့သူလည်းသူလည်းဖြစ်ဖြစ်ကျွန်တော်တို့လည်းလုပ်ပေးတော့နောက်ပိုင်းကျတော့ဒီလေးဝင်တွေကကြီးလာတယ်နောက်ပိုင်းကျတော့တဖြည်းဖြည်းတက်လာတော့နော်ကျတော့လောကကိုင်းရတယ်တဖြည်းဖြည်းခတ်လာတော့နောက်ပိုင်းကျတော့သူလည်းနည်းနည်းလေးဖြစ်သွားတော့ကျွန်တော်တို့မှာသူလည်းဒီပိုင်းကိုပေါ့နည်းနည်းလောကကိုင်းတာသူ့မှာလည်းနည်းနည်းခက်ခဲဖြစ်မှာပေါ့ဖြစ်မှာဆိုကျွန်တော်တို့အမှမလုပ်ဖြစ်တော့ဘူးပေါ့နောက်ပိုင်းအဲ့ဒီကျွန်တော်တို့ခုရေစားလုပ်တဲ့ကျွန်တော်ညီနေပေါ့နော်ပိုင်းရှင်နေတာမလုပ်ဖြစ်တော့ဘူးကျွန်တော်တို့အဲ့မှာကျွန်တော်တို့ငွေချင်းတယောက်နဲ့ခု short soccer ပေါ့သူနာမည် soccer training ဆိုပြီးတော့မှကိုဂျူးနေပေါ့နည်းတွေ့ပြီးတော့မှအဲ့ဒီ winner already winner နဲ့ winner soccer ဆိုပြီးထပ်ပေါင်းပြီးတော့ထပ်လုပ်ဖြစ်တာအခက်အခဲတော့အများကြီးပဲအဓိကတော့ပြဿနာကတော့ဗာလဲဆိုတော့player တော့ပြဿနာမရှိဘူးကျွန်တော်တို့ကဘာတွေဖြစ်လဲဆိုတော့ကျွန်တော်တို့ကလူငယ်ပဲလုပ်ချင်တော့ player တော့ဒါပြဿနာမရှိဘူးပြဿနာငွေကြီးဒါပြဿနာတွေကတော်တော်ကြုံတွေ့နေရတယ်training ခုခေါ်ပြီးဆိုခေါ်လာပြီးဆိုကျွန်တော်တို့training စိတ်ပေးဖို့အစားအဲ့မှာကျွန်တော်တို့လုပ်ရတာကျွန်တော်တို့ကတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဘာမှအဲ့တော့ဘာမှမရဘူးเนาะဘောလုံးတွေပဲအဝါဒနာလေးပါတယ်ဘောလုံးဒီအဝါဒနာလေးတစ်ခုနဲ့ပဲကျွန်တော်တို့လုပ်တယ်ပလေယာတွေလည်းဒီတိုင်းပဲမင်းတို့ဒါတော့လို့မင်းတို့တွေဘာမှအပြင်မှာလည်းမင်းတို့တွေဒီငယ်တို့ရမှာဘောလုံးကမင်းတို့တို့ကတော့လေးစင်ဖြစ်အောင်တော့လုပ်ကြမယ်ပေါ့ဆိုပြီးတော့အဲ့ဒီစိတ်ကြီးတစ်ခုနဲ့ပဲလုပ်လာတာပေါ့နော်ဘာမှလည်းကွာတော့အဲ့လိုမျိုးစိတ်နဲ့ပဲပြောတာပါဖြစ်လားမဖြစ်လားတော့ကျွန်တော်တို့ခံပါဒါပေမဲ့အခုကျတော့ကျွန်တော်တို့တကယ်လုပ်လာတဲ့ဟာလေးကကျွန်တော်တို့သင်ရတယ်ကျွန်တော်တို့မွေးထုတ်ပေးနိုင်တယ်လက်ရွေးစင်တွေလည်းအခုချိန်ကြီးကျွန်တော်တို့ညီတွေကဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်လည်းဘာမှမျှော်လင့်မထားပဲနဲ့အခုလက်ရွေးစင်ဘောနော်အခုပြီးခဲ့တဲ့အနှစ်ကလည်းလက်ထောက်နီးပြနဲ့ပါတယ်ပေါ့နော်ဒီနှစ်ဆိုလည်းကျွန်တော်ယူဆက်ကိုဒီ16အနေပြီးတော့ဒါ16နီးပြနေပြီးတော့မဟုတ်ဘဲနဲ့ယူဆက်ကိုနီးပြပြောင်းခန့်နိုင်တယ်ပေါ့နော်အဲ့ပုံမှာလည်းကျွန်တော်လည်းအများကြီးတိုးတက်လာတာပေါ့နော်ဒါတော့အနစ်နာခံပြီးတော့လုပ်တဲ့ကျေးဇူးတွေတောင်လည်းပါမှာပေါ့လေအဲ့ဒါကြောင့်အခုချိန်ကြီးတော့ခက်ခဲရတော့အများကြီးပေါ့ကိုရပြောရင်တော့ပြီးမှာတော့မဟုတ်